စားရမယ်တို့သမီးတယောက်တော့ဘယ်ရောက်သွားလဲကဲ chapter 6က quiz လေးတွေတို့အိမ်မှာစဉ်းစားဖို့ပြောခဲ့တာလေးပေါ့နော်ကဲဒါလေးတွေဖြည့်ညှိကြည့်အောင် Can you slice a jubel တဲ့ jubel ကိုပိုင်းလို့ပြုလို့ရသလားတဲ့ဟော jubel ကို slice လုပ်လို့ရသလားဇွဲဒေသနောင်ရေဘလို့ဖြေထားတော့no လို့ဖြေထားတယ် no ဟုတ်ပါတယ် jubel ကိုတို့က slice လုပ်လို့မရဘူးလေသူကချိန်တောင်ချိန်လို့မှမရတော့နော်ဟောတော့ no ပါမှန်ပါတယ် list ကတော့ slice လုပ်လို့ရတယ်ဆိုလိုတာက list အကြီးတွေကနေပြီးတော့ list အသေးကိုထုတ်တာတို့ဘာလို့လုပ်လို့ရတယ်ဟုတ်တယ် no ဆိုရင်မှန်ပါတယ်လား which list slicing reverse the list numbers ဘယ် list slicing က list number တွေကိုပြောင်းပြန်ဖြစ်အောင်လုပ်မလို့တဲ့ ABC အဲ့တော့ ABC နော်တန်တဲ့တက်ရေး ABC ရွေးပေးရမယ်ဆရာ C ဆရာ C ဟုတ်ပြီနောက်ဆုံး step က -1 ရှေ့ရတော့အစနေစမယ်အဆုံးထိသွားမယ် -1 C ဟုတ်တယ် reverse မှန်ပါတယ် What could be described as an immutable list mutable ဆိုတာပြောင်းလဲလို့ရတယ် immutable ပြောင်းလဲလို့မရတဲ့ list အဖြစ်နဲ့ဘာတွေကိုဖော်ပြလို့ရနိုင်မလဲ immutable list မပြောင်းလဲနိုင်တဲ့ပြောင်းလဲလို့မရတဲ့ list number လား tuple လား dictionary လားတဲ့เนาะ crystal ရေပြောပေးပါ ABC ဘယ်ဟာဖြစ် Ajubal B B ဟုတ်တယ် tuple ကပြောင်းလဲလို့မရဘူးပြောင်းလဲလို့မရတဲ့အတွက်ကြောင့်မို့ပေါ်ကမေးခွန်းနဲ့ဆက်လိုက်တယ်သူ့ကို slice စစ်ပိုင်းလို့ရမလားဆိုတော့စစ်ပိုင်းလို့မရဘူးเนาะဟုတ်ပြီ slice လုပ်လို့မရဘူးတဲ့ခဏနော် အဲ့တော့နောက် number 4က what is return by function function ကဘာကို return ပြန်မလဲ then don't have a return statement return statement များမရှိဘူးဆိုရင် function ကဘာကို return ပြန်မှာတော့လဲ ABC ဇွဲဒေတာနောက်ရေဘာဖြစ်မလဲ C လားတဲ့ C သူ့မှာ return statement လည်းမပါဘူးဘာမှ return ပြန်စရာလဲ function တခုကမလိုဘူးဆိုရင်အဲ့ဒီ function စီကနေတို့ဘာကို return ပြန်လာရမလို့ false false မဟုတ်ဘူးဗျ false ဆိုတာကတန်ဖိုးတစ်ခုဖြစ်တယ်0ကလည်းတန်ဖိုးတစ်ခုဖြစ်တယ်သူ့မှာကဘာမှ return ပြန်စရာမရှိဘူးဆိုရင်ကတော့ဘာပဲတော့ none none ပဲဟုတ်ပြီဟုတ်ပြီနော်သူက none ဆိုတာဘာဆိုဘာမှကိုမရှိတာဘာတန်ဖိုးမှကိုမရှိတာ false ဆိုတာတန်ဖိုး true ဆိုတာတန်ဖိုး
0ဆိုတာ0ဆိုပေမဲ့ value တန်ဖိုးတစ်ခုပဲ none ကကြတော့0လောက်ကိုအဆင့်မရှိတာအဲ့တော့ return statement မှာမပါဘူးဆိုမှတော့ तू ကဘာမှ return ပြန်စရာအကြောင်းမရှိတဲ့ function တစ်ခုဖြစ်နေတယ်အဲ့တော့ तू ပြန်လာရင်ဘာပဲပြန်စရာရှိတော့ none ပဲ What is the result of this code အဲ့ဒီ code ရဲ့ result ကဘာလဲတဲ့ nums ကျူပယ်နဲ့နော်ဟုတ်ပြီအဲ့ဒီရဲ့ nums colon 2နဲ့ slice လုပ်လိုက်တယ်ဒီကောင်အဲ့ဒီကမှ minimum ရှာတယ်ပြီးရင်အဲ့ဒီကမှတခါ maximum ရှာတယ် maximum ကmaximum ဒီ minimum နဲ့ -42 နဲ့ absolute ယူပြီးမှရှာတာနော်ကဲတန်တဲ့ထက်ရေးဘာ print ထွက်လာမလို့ 44 here. 40 44. 44ဟုတ်ပြီဒါဆိုဆရာတို့ဒီလိုလေးစဉ်းစားကြည့်အောင် nums colon 2သည်နောက်ဆုံးဘိတ်ကကဏ္ဍပေါ့ရှေ့ကဘာမှမပြောတဲ့အတွက်ကြောင့်မို့0ကနေစ0 1 2 0 1 2 3အဲ့တော့ 2 t ဆိုတော့2အောင်ငယ်တဲ့ t ဆို0 1 55နဲ့ပါလဲဆိုတော့ဒီကရမှာ55နဲ့44အဲ့ဒါထွက်လာ55နဲ့44အဲ့ဒီ55နဲ့44ကို तू ကဘာရှာမလို့ minimum ရှာပြန်မယ် minimum ရှာတော့အဲ့ဒီနှလုံးထဲက minimum က44ဖြစ်သွားပြီဒီအထိက44ဒီကောင်က absolute -42 ဆိုတော့ သူထွက်လာမဲ့တန်ဖိုးက42 42နဲ့ဒီရှေ့က44နဲ့44,42အဲ့ဒါကို maximum ရှာရဲဆိုတော့ဟုတ်ပါတယ်ဘာထွက်လာမှာ44ပဲထွက်လာမှာပါမှန်ပါတယ်တန်တဲ့ထက်နော်သူအဲ့ဒါလေးတွေတွက်တတ်ဖို့လိုတော့ဒါကိုဆရာတို့က run မထည့်ပဲနဲ့တွက်နိုင်ရမှာပေါ့နော်တစ်ခုပြီးတစ်ခုကဲဒီထဲကဘယ်ပိုင်းနားမလဲတာရှိသေးတော့ဒီ question 5ခုတည်းက ရှိပါဦးဆရာ sorry ဆရာလည်းချောင်းဆုံးနေကဲ project 1လေးကတော့နည်းနည်းရှေ့ဝေးမှာဖြစ်တဲ့ကြောင့်မို့ဆရာဒီမှာရေးပြီးသားအစဉ်အလေးထားပါတယ်နားတဲ့သဘောပေါက်အောင်ဆရာတို့ရှင်းရမှာဒီနေ့ကစကားလုံးတွေကိုဆရာတို့ခွဲထုတ်ပြလိုက်တာဒီနေ့အဲ့စကားလုံးတွေထဲမှာ longest word ကိုဆရာတို့ကလိုချင်တာအရှည်ဆုံးစကားလုံးပေါ့အရှည်ဆုံးစကားလုံးဆိုတာလေသူတို့ရဲ့လက်တွေကိုတွက်လိုက်ရင်ဆရာတို့ရတာပါပဲကဲတော့ project 1မှာသူဘာပြောလဲဆိုတော့ test ကို input ဖြစ်နေထည့်သွင်းရမယ် find and output the longest word အရှည်ဆုံးစကားလုံးကိုဆရာတို့ရှာပေးပါတဲ့နော်ကဲဆရာတို့ this is an awesome test လို့ရိုက်ထည့်လိုက်တယ်အဲ့မှာအရှည်ဆုံးစကားလုံးက awesome ပေါ့ awesome ထုတ်ပေးရမယ်ဒါကိုတို့ဘယ်လိုရေးရမလို့ဟိုတနေ့ကရေးခဲ့တဲ့ split method ပဲသုံးပါမယ် string တစ်ခုကိုအဲ့ထဲထည့်လိုက်လို့ရှိရင်သူကဘာဖြစ်နေ return ပြန်ပေးမလို့ list of words အဲ့ဒီ string ရဲ့စကားလုံးတွေကို list အဖြစ်နဲ့ return ပြန်ပေးတယ်ဗျနော် split ရဲ့အားသာချက်က split မှာမတားအားတစ်ခုပါပြီးသားပါနော်ကဲဒါဆိုဆရာတို့ဘယ်လိုရေးမလို့အဲ့ဒီကစကားလုံးတွေကိုအဲ့လိုပဲ list တွေဖြစ်နေခွဲထုတ်ရမှာပဲဒါကြောင့်မို့ input ဒီ input ထဲမှာတော့တစ်ခုထည့်လိုက်ပေါ့ကွာ single quote နဲ့ inter sentence ပေါ့ဒါမှမဟုတ်လည်း inter string ပေါ့ inter sentence ပေါ့ထည့်လိုက် single quote နဲ့အဲ့ဒါတွေက DHT ဖြစ်နေမှတ်ပဲ DHT.split DHT.split DHT
ဟုတ်ပြီအဲ့ဒီဟာ DHT တဲ့မှတ်တယ်ဆိုတော့ဒီ DHT ထဲမှာဘာရောက်လာလဲဆိုဆရာပြမယ် DHT ထဲမှာဘာရှိသွားလဲဆိုတော့ DHT ထဲမှာ this is ထည့်လိုက်တာဟုတ် and awesome test ပေါ့ဒါ DHT ထဲရောက်သွားတယ် string အဲ့တော့ DHT.split လို့ဆရာတို့ပြောလိုက်တယ် DHT.split လို့ခေါ်လိုက်တာ ਨੇ အဲ့ဒီစကားလုံးတွေဟာဘာဖြစ်သွားလဲဆိုတော့ split ကြောင့် list တစ်ခုထွက်လာတယ်ဒီလို list ပေါ့ this တစ်ခု is ကတစ်ခု and ကတစ်ခု awesome ကတစ်ခု test ကတစ်ခုကဲအဲ့ဒါမျိုး list တစ်ခုထွက်လာတယ်ဒါ split ကြောင့်အဲ့ဒီကောင်ကိုဆရာတို့ကအဲ့တော့အဲ့မှာဒါစကားလုံးအဖြစ်နဲ့ဆရာတို့ရောက်သွားတယ်ပေါ့နော်စကားလုံး what day ဖြစ်နဲ့ split ခွဲလိုက်တာအဲ့လိုရသွားတယ်အဲ့ဒါဒီဆရာတို့ကဘယ်ထဲမှာလဲဆိုတော့သူက what သူ့ရဲ့ list က what ပဲအဲ့တော့အဲ့မှာဆရာတို့က number of character အရေအတွက်ကို list လေးတစ်ခုတခါသတ်မှတ်မယ်အဲ့တော့ blank list လေးတစ်ခုထည့်ထားတယ်ဒါနောက်ပိုင်းသုံးချင်သုံးအောင်ပါနောက် for what in what's နော်ဒါက what's ထဲက variable what ဆိုတာ list for variable in list တော့ what ဆိုတဲ့အထဲက what လေးတစ်ခုရောက်လာဒါ what လေးတစ်ခု this တော့သူ character ကိုဆရာတို့ကရေးကြည့်မှရအောင်ဒါ what လေနော်ဒါ what ဒီကောင်တစ်လုံးချင်းစီက what အဖြစ်နဲ့ရောက်လာမှာဒီကောင်တစ်လုံးချင်းစီက what ဖြစ်နဲ့ရောက်လာမယ်ဒါလည်း what ပဲဒါလည်း what ပဲဒါလည်း what ဖြစ်နဲ့ရောက်လာမှာပဲဟုတ်ပြီအဲ့တော့ဒါ for looping ရဲ့အောက်မှာရှိမှာเนาะဆရာဒီတိုင်းဗျာရေးထားလို့ for looping တွင်းထဲမှာအဲ့တော့ land of what အဲ့ဒီ what ရဲ့အရေအတွက်ကိုဆရာတို့ကရေးလိုက်တယ်အဲ့ဒီ what ကအခု this အရေအတွက်က4အဲ့ဒီ4ကို num of car တဲ့ကို num of car dot aband အဲ့ဒါထည့်လိုက်တယ်ဒါဆိုနောက်တစ်ခုဒီမှာရှိနေမယ် list နာမည်ကဘာတဲ့တော့ none of char none of char ဆိုတဲ့ list ထဲမှာနံပါတ်ဘယ်လောက်ရောက်သွားပြီ4ဟုတ်ပြီနောက်အဲ့ဒါကိုအကြီးဆုံးမှာလို့သတ်မှတ်လိုက်မယ်ဘာခဏနေရော
follow bean ပိုင်တာဒီတစ်ခုတည်းရှိတယ်ဒါတွေကတတ်တတ် follow bean ပြင်ဘက်မှာရေးရမှာ follow bean ပိုင်တာဆိုလို့ဒါပဲရှိမယ်နော်ဒါဇက်တိုက်ရေးရင်ကဲဟုတ်ပြီဆရာတို့နောက်တစ်ပတ်ပြန်သွားမယ်ဝါထဲရောက်လာမှာဘာလို့ is ဟုတ်ပြီအဲ့ဒီ is ရဲ့အရေးအတွက်ကဘာလို့ 2အဲ့ဒီ2ကိုနာမော့ချာမှာပန်းထပ်လုပ်လိုက်တယ်နာမော့ချာမှာပန်းထပ်လုပ်လိုက်တယ်တဲ့အဲ့2ကိုအဲ့တော့ဒီမှာ2ဖြစ်သွားပြီနောက်ထပ်ထပ်ထည့်လိုက်အဲ့လိုနဲ့နောက်တစ်ပတ်ပတ်တယ်ဝါထဲဘာရောက်လာ ANN ရဲ့လန့်ကလည်းဘာပဲလို့2အဲ့ဒီ2ကိုဒီမှာထပ်ပြီးအပန်းထပ်လုပ်လိုက်တယ်နောက်တစ်ပတ်ပြန်ပတ်တယ်ဝါထဲဘာရောက်လာ awesome ရဲ့လန့်ကိုတွက်မယ်1 2 3 4 5 6 9လုံး9လုံးကို number of character list ထဲမှာထပ်အပန်းထပ်လုပ်မယ်7နောက်ကနေကတ်ထည့်တာပါအပန်းကဲနောက်တစ်ပတ်ထပ်သွားမယ်ဝါထဲဘာရောက်သွားမလို့awesome ပြီးတော့ဘာတော့ test ရဲ့အရေးအတွက်က4လုံး number of character list ထဲကိုနောက်ထပ်ဘာထပ်ထည့်လိုက်4လုံးဟာထပ်ထည့်လိုက်ဟောကဲအဲ့ဒါဆိုရင် list ကပြီးသွားပြီဟုတ်ပြီ number of character list ပြီးသွားပြီဒါ follow bean ကသူ့ကိုပဲဒီတစ်ကြောင်းတည်းကိုပဲလောက်တာနော်ကဲ follow bean ကပြီးသွားလို့အပြင်လဲထွက်လိုက်ရော number of character ရဲ့ maximum အကြီးဆုံးကိန်းကိုရှာပါဟောဒီထဲမှာအကြီးဆုံးကိန်းကဘာဖြစ်မှာ7ပေါ့နော်7ကဲအကြီးဆုံးကိန်းကိုတွေ့ရှိသွားပြီ7အဲ့ဒီ7ကိုဘယ်ထဲထည့်မှတ်တော့ maximum number တွေကိုထည့်မှတ်ပါတယ်maximum number တွေကိုထည့်မှတ်ပါတယ်ဒါဆိုအကြီးဆုံး7ရောက်သွားပြီဟုတ်ပြီအဲ့ဒီအကြီးဆုံးစကလုံးဒီ9လုံးတော့ဟုတ်ပါရဲ့ဘယ်စကလုံးမျိုးလဲဆိုတာခုမသိတော့အဲ့ဒါတွေကဝါထဲကိုရောက်လာတာလေအဲ့တော့ဒီ word list ထဲကိုကြည့်လိုက်တာနဲ့မသိနိုင်ဘူးလားသိနိုင်တယ်ဒီ word list ရဲ့ index ကဘယ်လောက်တုံးဆိုတာသိရင်ရတာပဲအဲကြောင့်မို့ဒီမှာဆက်ရှာမယ် number of card dot index number of char dot index ကဘယ်လောက်ဖြစ်မလို့ဒါလေးကအနှစ်ပေါက်လေးအနှစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကောင်က index တွေတက်မယ်လေဆရာတို့0ဒီကောင်က1ဒီကောင်ကဘာတော့2ဒီကောင်ကဘာတော့3သူက4အခု7ရဲ့ index ကိုသိချင်တာဒါကြောင့်မို့ဒီမှာဆရာတို့ max num ရဲ့ index number of character dot index ဘသူရဲ့ index တို့ max num ရဲ့ index ဆိုတော့ index num ရမလားဟုတ်လားရလားဘယ်လောက်တော့3လေးကိုမှတ်ထားမယ်ဘာဖြစ်နေမှတ်မလို့ index num ရှုပ်တော့မသွားနဲ့တခုချင်းရှင်းလိုက်ရင်လွယ်ပြီဒါ index num ထဲမှာဒီ7လေးရဲ့ဒီနေရာနံပါတ်3ကိုရသွားတယ်အဲ့ဒီနေရာရဖို့အတွက် number of character ရဲ့ index ဘယ် index တို့ max num ရဲ့ index 7ရဲ့ index ဘယ်လောက်ရှိတော့3 index number ရလာပြီအဲ့ index number 3ဒီဘက်က0 1 2 3နဲ့သွားညီတာပေါ့သူတို့တွေကလိုက်ဖက်ညီနေတဲ့ဘာတွေပဲလဲဆိုတော့ list တွေပဲလေဒါ0ဒါက index 1ဒါက index 2ဒါက index 3ဟော
အဲ့တော့ဒီမှာ7ဒီ index number ဒီနေရာ3ဖြစ်တယ်ဒီ words ထဲက3ကဘယ်မှာတော့ awesome တွေ့ပြီဒါပဲအဲ့တော့ဒီမှာ number of car dot index ဟိုဒီခုန index number ရလာအဲ့တော့ words index num ဟုတ်ပြီ words ရဲ့ index num words ရဲ့ index num ကဘာတော့3အဲ့တော့ words 3ဒီဘာတော့ awesome အဲ့ awesome ကို print ထုတ်ပေးပါတယ်ဘယ်အားလုံးနားလည်လားဟဲ့ဘယ်နေရာမှာမရှင်းတော့မရှင်းတဲ့နေရာမေ့ရတယ်အဲဒါဆိုအကြီးဆုံးစကားလုံးကိုရေအတွက်စကားအကြီးဆုံးပါတဲ့ကိန်းကိုဆရာတို့က string ကိုထုတ်ပေးနိုင်လိုက်ပြီဇွဲတွေစာနားလည်လား လေပါဆရာ တန်လင်းထက်ကော ဟုတ်နားလည်ပါတယ်ဆရာ ခရစ်စတယ်သမီးပဲနားလည်လား နားလည်ပါတယ်ဆရာ သူကဒီဘက်ချမ်းက index ကိုသိမှဒီဘက်ချမ်းကစကားလုံးကိုသိမှဒါကစကားလုံးအရေးအတွက်အဲ့တော့ဒီတည်းကစကားလုံးအရေးအတွက်အကြီးဆုံးကိုဆရာတို့ကရှာလိုက်တယ်အကြီးဆုံးရှာလိုက်တော့အကြီးဆုံးကိုတွေ့ပြီး maximum number ဒါမဲ့အကြီးဆုံးရဲ့တီနေရာသိမှဖြစ်မဲ့3အဲ့ဒီ3တိုင်းလိုက်တော့ဒီ words ထဲမှာဒါအရှိဆုံးဟာရတာအဲ့တော့ list တစ်ခုကကွဲနေတယ် name of child bracket ကကြတော့အဲ့ဟာမပါလဲရလားပါပါရအောင် နာတော့ချ bracket ဒီကောင်းလား မဟုတ်ဆရာဒီနာ thirst ဒီ line က name ဟော of ဒါ child လားဒါပါမှရမှာသူကနာတော့ချကို blank လို့ပြောလိုက်တာ empty list အဖြစ်နဲ့ပြောလိုက်တာအဲ့ empty list ဖြစ်နဲ့ပြောမှနာတော့ချတော့အပန်းဆိုတာလုပ်လို့ရမှာ ဟုတ်ဆရာ အပန်းဆိုတာနောက်ကထပ်ဖြည့်တာပေါ့နော်အဲ့တော့မထည့်ရင်လဲသူကဝါနီပေးလိုက်မယ်အဲ့ဒါတက်လိုက်မယ်ကွာနာတော့ချကိုပညာပေးထားတာဒီလေးကလှုပ်ထားတာဒီတဲ့ကို blank ထည့်ပါတယ်အဲ့တော့ဒီအထက်ရောက်တော့နာမောချာတော့အပန်းဆိုပြီးတော့သူတဲကိုဘယ်ချက်လက်တွေထည့်ထားလဲဆိုတော့ဒီနာမောကရတာရေအတွက်တွေကိုထပ်ထည့်တာနော် ဟုတ်ဆရာ အဲ့တော့သမီးတို့အခု run မယ်ဆိုရင်ဒီမှာ input မှာ entire sentence လေးတော့ထည့် run ပြီးရင်ဒါမှာ for looping ကပိုင်တာဒီတစ်ကြောင်းပဲရှိတယ်ကျန်တာသူမပိုင်ဘူးအဲ့တော့ for looping ကပိုင်တာဒီတစ်ကြောင်းဆိုတော့ဒီတစ်ကြောင်းကအတွင်းထဲဝင်ရေးရမယ်ပြီးရင်ဒီဟာတွေကအပြင်ဘက်ကဟာတွေဖြစ်တယ်နော်အားလုံးပေါင်းမှသူက8ကြောင်းရှိတာပါနော်ကဲအဲ့ဒါလေး run ကြည့်အောင်ပါဆရာတို့